ရွေးတူဆိုရစစ်တပ်ရဲ့မုံရွာခြေဆိုင်တက်မ33လောက်ခန့်ခမရ1နှစ်တရင်မှာစစ်စင်ရေးဝင်ဖို့လိုအပ်တဲ့တပ်ဖွဲ့စည်းပုံမပြည့်မီပဲအရာရှိနဲ့စစ်တီအများပြပြုံးတီးနေတယ်လို့တပ်တွင်းကနေပေါက်ကြားလာတဲ့ရှိထွက်ချံလျှို့ဝှက်ဆောင်ရွက်စာတမ်းတွေရသိရပါတယ်။တိုက်ခိုက်ရေးတရင်တစ်ခုမှာတက်ခွဲမှုနဲ့တက်စုမှုယာရုတွေအတွက်အရာရှိအနည်းဆုံး20လောက်ခန့်ရမှာဖြစ်ပေမဲ့လည်းအခု14ဦးသာရှိတော့တာကြောင့်စစ်စင်ရေးထွက်ရမှာလိုအပ်တဲ့အရာရှိအင်အားရဲ့ထက်ဝက်ကျော်နေပါနေတာဖြစ်ပါတယ်။ဒါအပြင်ຫນွေဦးတော်လှန်ရေးကာလအတွင်းတပ်ရင်းရဲ့တန်နေစစ်တီအင်အားမှလည်း180လောက်ရှိတဲ့ရာက130လောက်သာကျန်ရှိပါတော့တယ်။ဒါကြောင့်စုစုပေါင်းအင်အား380တဲက256ဦးမှာပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစုဆောင်းထားတဲ့လူသစ်တွေဖြစ်လို့တရင်အင်အားရဲ့80ရာခိုင်နှုန်းလောက်မှာလေ့ကျင့်ရေးမပြည့်ဝသေးတဲ့လူသစ်စစ်သားတွေနဲ့သာဟန်ပြစစ်ကြောင်းဖွဲ့ထားတယ်လို့သိရပါတယ်။လက်ရှိခမရ1နှစ်ရဲ့အခြေအနေကတက်မပြတ်ယုံတမယ်ဖြစ်နေတာပါ။ပုံမှန်စစ်စင်ရေးထွက်ရင်ကိုကဲဖွဲ့မှာရာရှိ10ဦးကနေ12ဦးထိပါရမှာဖြစ်ပေမဲ့အခု9ဦးနဲ့ပဲကမန်းကရန်ထွက်နေရတယ်။အရန်အင်အားရောတိုက်ခိုက်ရေးအင်အားရောလုံးဝမပြည့်တော့ဘူးလို့စစ်တမ်းရှိသတင်းရင်းမြစ်တူက ARD Times ကိုပြောပါတယ်။လက်ရှိတရင်တွေမှာရာရှိအင်အားပြက်လက်မှုစိုးဝါးနေတာကြောင့်တရင်တစ်ခုရဲ့ရာရှိဖွဲ့စည်းပုံမှာဗိုလ်မှူးမေဂျာ4ဦးစလုံးမှာပုံမှန်ရာထူးတွေအတိုင်းမဟုတ်ပဲယာယီတရင်မှုယာယီဒုတိယတရင်မှုနဲ့ယာယီတက်ခွဲမှုတွေဖြစ်အသီးသီးအစားထိုးတာဝန်ယူနေရပါတယ်။ဒါကြောင့်ရခိုင်ကဗိုလ်ကြီးကပတိန်အဆင့်တွေသာတာဝန်ယူလေးရှိတဲ့အင်အားတရားဝင်းကျင်ကိုကဲရတဲ့တက်ခွဲမှုနေရာတွေမှာဗိုလ်မှူးမေဂျာတွေကအောက်ဆင်းပြီးဝင်ရောက်တာဝန်ယူနေရသလိုအောက်ခြေဆင်အင်အား30ဝန်းကျင်ကိုကဲရတဲ့တပ်စုမှုနေရာတွေမှာလည်းစာရေးလက်တွေ့မကျွမ်းကျင်သေးတဲ့ဘိုးဒုဘိုဆင်းရှိအရာရှိငယ်တွေကိုရေးပေါ်ဖြစ်တင်ထားပါတယ်။ခမရ1နှစ်တန်ရင်ရဲ့စစ်စင်ရေးထွက်အင်အားမှာတော့အရာရှိ9ဦးတန်နေ53ဦးလူသစ်86ဦးစုစုပေါင်း150ဦးသာပါဝင်နိုင်ပါတယ်။ကြန့်ရှိတဲ့အရာရှိ6ဦးတန်နေ40ဦးလူသစ်128ဦးစုစုပေါင်း203ဦးမှာတော့တရားလုံခြုံရေးနဲ့စခန်းတွေမှာပြန်ကျဲလှုပ်ရှားနေရပြီးနောက်ချန်တက်မှာ100ဦးသာကျန်ရှိပါတယ်။စစ်စင်ရေးအတွင်းရာရှိ2ဦးတန်နေ10ဦးလူသစ်8ဦးစုစုပေါင်း18ဦးမှလည်းကင်းကွာပျောက်ဆုံးစရင်ဝင်သွားခဲ့လို့တော်လိုင်းတပ်ဖွဲ့တွေစီပတ်ပြောင်းသွားတာဒါမှမဟုတ်တိုက်ပွဲတွင်သေဆုံးသွားတာဖြစ်နိုင်တယ်လို့တပ်သတင်းရင်းမြစ်တွေကသုံးသပ်ပါတယ်။လက်ရှိမှာရွေးတူဆိုရစစ်တပ်မှခြေလင်းခြေမြန်တိုက်ခိုက်ရေးတပ်ရင်း922ရင်ရှိပေမဲ့လည်းကြီးတဲ့ရဲ့တိုက်ခိုက်ရေးအင်အားမှ2သိန်းတောင်မရှိတော့ပါဘူး။အထူးသဖြင့်ရှမ်းမြောက်နဲ့ရခိုင်ဒေသတွေမှာတရင်ဌာနချုပ်တွေပြုတ်ကွဲခဲ့ရတာကြောင့်တပ်ပြတ်တွေကိုပြန်လည်တွဲဖက်ကစုဖွဲ့နေရတာကြောင့်တနိုင်ငံလုံးတိုင်းတာနဲ့တပ်ဖွဲ့စည်းပုံပြည့်ရင်းနေပြီဖြစ်တယ်လို့ပေါက်ကြားလာတဲ့လျှို့ဝှက်ချက်လက်တွေကသိရပါတယ်ရှင်။ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို